မင်္ဂလာပါခင်ဗျာကျွန်တော်ဆရာမင်းထက်လင်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့နွေရာသီမှာကလေးတွေအတွက် Summer English Course ဆိုပြီးတော့ course လေးတစ်ခုလုပ်ထားတာရှိပါတယ်အဲဒီ course လေးကိုနွေရာသီ3လစာအတွက်စီစဉ်ထားတာဖြစ်ပြီးတော့ကလေးငယ်များနဲ့တင့်တော်မဲ့အတန်အတွက် phonetics တွေ grammar တွေ speaking reading writing 4 skills တွေပေါင်းစင်ထားပါတယ်ခင်ဗျာကလေးငယ်များဒီအရာတွေကိုလေ့လာပြီးတော့3လတာကာလပြီးမြောက်သွားတဲ့အခါမှာဆိုရင်စကားပြောရဲလာမယ်ရှင်ထဲမှာလည်းတစ်ခုခုကြံခဲ့မယ်လို့ရည်ရွယ်ပြီးတော့ကျွန်တော်ဒီ course လေးကိုဖန်တီးပြီးတော့သင်ပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီ course လေးကိုကျွန်တော်မတ်လ9ရက်နေ့မှာစမှာဖြစ်ပါတယ်အပတ်စဉ်တင်းလာအင်္ဂါ2ရက်ရှိပါတယ်ခင်ဗျာအခု course နဲ့ပတ်သက်လို့စုံစမ်းချင်တယ်ဆိုရင်ကျွန်တော်စီမှာစုံစမ်းလို့ရပါတယ်ကျွန်တော်ရဲ့ page မှာလည်းတင်ထားပေးပါတယ်ဖုန်းနံပါတ်0926242499ဆက်သွယ်ပြီးတော့စုံစမ်းလို့ရပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်မင်္ဂလာပါခင်ဗျာကျွန်တော်ဆရာမင်းထက်လင်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့နွေရာသီမှာကလေးတွေအတွက် Summer English Course ဆိုပြီးတော့ course လေးတစ်ခုလုပ်ထားတာရှိပါတယ်အဲဒီ course လေးကိုနွေရာသီ3လစာအတွက်စီစဉ်ထားတာဖြစ်ပြီးတော့ကလေးငယ်များနဲ့တင့်တော်မဲ့အတန်အတွက် phonetics တွေ grammar တွေ speaking reading writing 4 skills တွေပေါင်းစင်ထားပါတယ်ခင်ဗျာကလေးငယ်များဒီအရာတွေကိုလေ့လာပြီးတော့3လတာကာလပြီးမြောက်သွားတဲ့အခါမှာဆိုရင်စကားပြောရဲလာမယ်ရှင်ထဲမှာလည်းတစ်ခုခုကြံခဲ့မယ်လို့ရည်ရွယ်ပြီးတော့ကျွန်တော်ဒီ course လေးကိုဖန်တီးပြီးတော့သင်ပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီ course လေးကိုကျွန်တော်မတ်လ9ရက်နေ့မှာစမှာဖြစ်ပါတယ်အပတ်စဉ်တင်းလာအင်္ဂါ2ရက်ရှိပါတယ်ခင်ဗျာအခု course နဲ့ပတ်သက်လို့စုံစမ်းချင်တယ်ဆိုရင်ကျွန်တော်စီမှာစုံစမ်းလို့ရပါတယ်ကျွန်တော်ရဲ့ page မှာလည်းတင်ထားပေးပါတယ်ဖုန်းနံပါတ်0926242499ဆက်သွယ်ပြီးတော့စုံစမ်းလို့ရပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်